အောင်ပွဲတဲ့လူပညာအင်အားစုအတွက်ဇူမကမူပိုင်ထုတ်လုပ်ပြီးညိုညိုတေးဖြန့်ချီရေးအမှတ်157စုလီဘုရားလမ်းရန်ကုန်မြို့မှာဖြန့်ချီမှာဖြစ်ပါတယ်ဗျာမောင်တဲကြီးမူပင်ကဇာညွှန်းရေးသားပြီးမောင်ပွင့်ပြူကကူညီအားဖြည့်ကစာရေးဆရာဒါရိုက်တာမောင်နေမျိုးကဝိထုရေးသားစီစဉ်တင်ဆက်လိုက်တဲ့မခုတ်တတ်တဲ့ကြောင်မခုတ်တတ်တဲ့ကြောင်မခုတ်တတ်တဲ့ကြောင်မခုတ်တတ်တဲ့ညာမခုတ်တတ်တဲ့ကြောင်ညာဆောင်ထုံးစင်လာမတူပေါင်းတကယ်ကိုမခုတ်တတ်တဲ့ကြောင်ညောင်ညောင်ရိုးရိုးပြီးသားရင်သင်ရမယ်ကောင်းညောင်တော်ကြောင်အိမ်ကြောင်ဆရာကြောင်ဆရာကြားမဘွားဘွားနဲ့အမိကထောင်ညောင်ညောင်ညောင်အိမ်တွင်မုံအပြိုကြီးတွေရှင်မကြီးတဲ့ကြောင်ကြောင်အိမ်တွင်ဘုံအပြိုကြီးတွေရှင်မကြီးတဲ့ကြောင်ကြောင်အဲ့ဒီလိုသုံးအောင်ရှိသမျှကြောင်ည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 ောင်ဘုရားဘုရားသူများတေဆောင်ဟုတ်ပုံကုန်နည်းနေသည်ဒီအောင်ည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 ောင်ဒီကြောင်စိတ်ကြောင်လောကီဘုံတော်ဝန်တို့လူဆန်းဆန်းမတန်းနိုင်အောင်မခုတ်တတ်တဲ့ကြောင်ညောင်မခုတ်တတ်တဲ့ကြောင်ညောင်တကယ်ကိုမခုတ်တတ်တဲ့ကြောင်ညောင်ညောင်ကျွန်းနဲ့အိမ်ကြောင်ဘုဟာတောင်ဒီကြောင်ကိုအပြောထားဆော့ကစားလို့အမြဲတမ်းဆောင်ဟုတ်တတ်တဲ့ကြောင်ဟုတ်တတ်တဲ့ကြောင်ချာသာကြောင်ကြောက်ပါပြုံးမြင်စရာတမှုဆောင်သုံးစင်လာမတူပေါင်းတကယ်ကိုမခုတ်တတ်တဲ့ကြောင်ညောင်ညောင်ဒီလေးလက်သေးပါတော့လေနည်းနည်းမှမခုတ်တတ်တဲ့ကြောင်ဟဲ့ကြောင်ညောင်မခုတ်တတ်တဲ့ကြောင်ညောင်မခုတ်တတ်တဲ့ကြောင်ညောင်တော်လေးနဲ့တိုင်းမဆိုင်လာပြီမောင်းမခုတ်တတ်တဲ့ကြောင်ညောင်ညောင်ဟေးကျောင်းသားဒါရိုက်တာကြီးဆရာကြီးဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြလဲမင်းတို့လည်းအလံတကြားနဲ့လူတွေကဘာပြီးလို့ငါဘာလို့ရမှာတော့အလံတကြားဘောအလံဘာအလံတကြားတော့မနေ့ကမန်းလေးရထားမှာဆရာနဲ့ကျွန်တော်မန်းလေးမှာကားရိုက်သွားတော့ကဆရာကမင်းသမီးလုပ်ပြီးမဲဆိုပြီးအကြံဖန်လုပ်ခဲ့တဲ့ဆရာမင်းသမီးယူလေးမာဝေပါလာမယ်တဲ့ဖရာကြီးအဲ့ဒါဆရာဥပအေးဘူရာမှာလာကြိုပါတဲ့ခင်ဗျာဟောဒီမှာပန်ကျိုးစားဟောဒီမှာပြတော့ဟာဒုက္ခပဲဟာဆိုင်မစင်ပုံစင်းနေဘယ်လိုဖြစ်လာပါလဲဟာနေစမောင်ချစ်ပလာတခုကြံလာမောင်ဟာတခုကြံလာမောင်မင်းနဲ့ငါမန်းလေးမှာကားရတုံးကငါ့ကိုလူပြိုကြီးလို့မင်းအလိတ်ကောင်းခဲ့တာဟာလက်ဆက်တော့ခုမှဒုက္ခရောက်တာပဲခုမှဒုက္ခရောက်တာဟာအခုချိန်မှာတော့ဘလို့မှလုပ်လို့မရတော့ဘူးတခုပဲဆူတောင်းနေတော့ဟာဘာလို့ငါဆူတောင်းမှာတော့သူစီးလာတဲ့ရထားမိုင်းရှိပါစေလို့ဘောဆရာရဲ့ငါလားကွာနမိတ်မရှိနမမရှိမင်းရလဲကွာဘာလို့ရှောက်ပြောနေတာဘာဖြစ်လဲဆရာရဲ့သေပလေးစီပေါ့ဟမ်ဆရာကလည်းဆရာကောက်မှလေးသေမှာတော့စိုးရင်နေလိုက်တာတို့တို့ပြောစမ်းပါငါမိမအီချသွားပါဦးဒီလိုတော့လေကြောက်တတ်သားပဲဟဲ့ဒီလိုလို့ရင်မကောင်းဘူးလားဘယ်လိုလဲမမဝေကိုမိမခဏထားကွာဟာဗျာဟုတ်ပါဘူးငါပြောတာငါတော့မအောင်စကားပြောမိမနဲ့ငါမိမပြောင်းပြောစကားပြောတာမဟုတ်ပဲအဲ့တော့သတင်းကပေါက်ဆရာကြောင့်မရှိဘူးဟုတ်လားရပါတယ်မဖြစ်ပါလားဆရာရပါတယ်ဖြစ်ပါလားတော်ကြပြဿနာပေါ်နေဦးမယ်ဆရာအိမ်ချင်းရင်ခံတို့နေတာလဲစားအဲ့ဒီမှာထားပါလားဆရာဟာဘယ်ဖြစ်မလဲဟာနောက်ပြီးတော့ငါချင်းရင်ကမှအရှိကိုစစ်ဖို့လင်များရှိတယ်ကွာသူတို့ကမင်းမျိုးပြောင်းမဲ့သားဆိုတော့ခရီးပြောင်းမှမပြောင်းသေးဘူးဘာမှမဖြစ်ရပါဘူးရှိခွဲဘာမှမင်းကိုမဖြစ်ရပါဘူးငါ့ကိုကူညီစမ်းပါမဝေကိုငါးနာမှာသူပြောထားပြီးတော့ကထားလိုက်စမ်းပါအဲ့မှာအေးလေကိုစက်ကိုနိုင်ရင်လုပ်ပေါ့ကျွန်တော်မိန်းမအတွက်မီးတွေပဲထားပါအောင်လေကောင်မလေးကဆရာကိုမေးရင်ဘယ်နဲ့လုပ်မလဲဟာငါကားရိုက်ဖို့တောင်ကြီးဘက်ကိုဆင်းသွားကြည့်ရလို့ပြောလိုက်ပါဟုတ်ဘူးလားဒီမှာမင်းမိန်းမကိုလည်းအဲ့လိုပဲပြောထား
ဟုတ်လားဖြစ်တော့ဖြစ်နေပါလေဒါပေမဲ့ကြာလာရင်ခက်လိမ့်မယ်နော်ဒါကနောက်မှပေါ်ပြဿနာပါကွာအခုလောလောဆယ်ပြဿနာကိုဖြေရှင်းနေတာပါအခုလောလောဆယ်ပြဿနာအရေးကြီးတယ်ကောင်းပြီလေကောင်းပြီဒါလေးကျွန်တော်ပြမယ်ဟေးကောင်းပြီကျေးဇူးတင်တယ်ကွာကျေးဇူးတင်တယ်ကွာချစ်ပေါ်ရတယ်နေကူမပါဘူးကနေကူမပါဘူးငါတစ်ခက်လာကြိုးတာဆရာကတောင်ကြီးကိုစိမ့်သွားကြည့်တယ်ဟာဟုတ်လားအနေတန်ကြိုးစာရတာနဲ့သူ့စီကိုခုမနဲ့အရင်ရတယ်ကဲလာလာဘာလို့ပါသေးလဲပစ္စည်းကတော့အစုံမဲ့ကိုချစ်ပွေကြောက်ပြင်းအောင်ပါတယ်ဘာကြောက်ပြင်းလေအခုကျမတခါရံကုန်ပြောင်းလာတာအခုနေ့ကြာကြာမခွေးနိုင်တော့ဘူးလေဒါကြောင့်အပြီးဆင်းလာတာသိလားဟုတ်တော့အေးပါရှင်လာပါကျမဘယ်မှာနေရမလဲဘယ်ကိုသွားရမလဲအဲ့ဒီကိုသွားမယ်ဒါကတော့မပါဘူးနော်မဟင်းနဲ့လေအခုရှိမယ်ထင်တာကိုအခုနဲ့တွေ့ရင်ကျမကိုပွေတောင်ခေါ်သွားအောင်မသိလားကဲတော်မဝေအပလီအခရာကြီးတိတိကျကျလုံးမနေပါနဲ့ငါအိမ်လိုက်ခဲ့ငါကားငါထားလာသွားကြမယ်ဆုရှင်ဟောတာပေါ့ဆရာကိုပါအေးပြောထားတယ်သူ့ရဲ့ညီမမမဝေမမဝေရှင်ဒါငါရဲ့ဇနီးကျော်ခင်လှမျိုးစုတဲ့ဟုတ်ကဲ့မမသိပြောတာပဲနော်ရွှေရှင်မင်းသမီးတို့ကတကယ်ကောင်းတာဝေပုံစားမှုကအစသိပြီးဖြစ်မိတာပဲနော်အော်ညီမလေးရလေကွယ်ဟုတ်တယ်ဆရာကလေမမကိုရုပ်ရှင်မင်းသမီးချစ်နိုင်တယ်လို့ပြောဘူးလေကွဟုတ်လားနောက်ပြီးတော့လေညီမလေးကိုဆရာကလာရင်စောက်ရှောက်ထားဖို့ကိုချစ်ပွဲရောမမရောမှားထားတယ်ကွအော်ကဲညီမကိုအိမ်လိုသဘောထားပြီးတော့နေနော်ဘာမှမအားနာစရာမလိုကြလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မမကြီးကျေးဇူးတင်ပါတယ်မိမနှစ်ယောက်တော့ပလဲနိုင်ပါသိနေကြတယ်ဘယ်တော့ပြဿနာပေါ်မလဲမသိကျွန်တော်မိမကဦးတူတူမမဝေကလည်းစပ်လူမလွယ်ဘူးလူကမောပါတာပဲဆရာရဲ့တူတူပြောစမ်းမှာကွာကြားသွားမယ်ကွာဘာနဲ့မောနေရတယ်နဲ့ကိုချစ်ပွေရှင်းမလဲဟိုဒီဝေဘာရှင်းဝေဆိုတာကဘာလဲခွဲဝေတာလေအဲ့ဒါမောတာပါဆရာတော်ရဲ့ရှင်တို့ဆရာပဲနေအောင်နော်ဦးကြောင်လုံးမနေကြနဲ့ခုတလို့ရှင်တို့ကိုကြည့်လိုက်ရရင်ဘယ်တော့ဖြစ်ကောင်းရက်ဆိုင်တိုးနဲ့ဒါကတော့ရဲ့အလုပ်ကိစ္စပါကွာမင်းလုပ်ပါအောင်မောင်ရဲ့လုပ်ပါအောင်တော့မောင်တို့အလုပ်ကိစ္စကစိတ်ထဲတိုင်းမလို့မရဘူးလားပြောလိုက်ရမကောင်းဘူးကဲပါကွာမင်းကလည်းကွယ်အခုဈေးသွားမလို့မလားနောက်ကျနေဦးမယ်ဒီသွားပါမယ်ရှင်သွားပါမယ်တကယ်မှာဒီကောင်ချစ်ပွဲမင်းအိမ်မှာအခြေအနေဘယ်လိုနေတယ်လဲကွာအခုချိန်ကြီးတော့ကောင်းပါလေဒါပေမဲ့ကြာဆိုရင်တော့ခက်လိမ့်မယ်ထင်တယ်ဆရာကြီးငါနားလဲပါတယ်ငါအိမ်ရှာပြီးတော့ကအမြန်ဆုံးပြောင်းအောင်စီစဉ်မယ်ဒါမှလည်းဖြစ်မယ်ဆရာဒါမှလည်းဖြစ်မယ်ကြာရင်ကျွန်တော်မိမကရှာထောင်မယ်နော်ဒါနဲ့ဆရာတောင်ကြီးကဘယ်တော့ပြန်လာမလဲမေးရင်မသိဘူးပြောလိုက်ပေါ့ကွာကောင်းပါပြီဆရာကျွန်တော်သွားမယ်အေးစိတ်ချပြစီဒီပဲကြီးอ่ะနော်ကိုချစ်ဖွေဘယ်ကပြန်လာလဲဆရာကိုပါအေးစီကလေဆရာကိုပါအေးတို့အိမ်ကပါသူဘယ်တော့ပြန်လာမလို့သွားမေးတာဒီတော့သူ့ရင်ဘာပြောလိုက်သေးလဲနောက်တရက်နေ့ဆိုရင်ပြန်လာမယ်တဲ့သိကြရဲ့လားရှင်ကျမတို့ကသူတွေးလိုက်ရင်အခုသိဝင်တာတော့မှာပဲနော်ဒါပေါ့မပါဘူးရဲ့ဒါပဲနော်ကိုချစ်ဖွေသူများတော့မလိမ်ရဘူးနော်အဲ့ဒီလိုခြေလို့လည်းတော့မလုပ်နဲ့လေအမေသူကပဲနားတယ်ရှိသေးတယ်ကဲတူတယ်သိတယ်ဘာဖြစ်လဲလို့ဟောဒီဘိတ်ခောက်ကြီးကိုလိန်နော်ဆိုတော့မလီနာကောမလေးတက်ခဲ့ပါလားနော်ဟဲ့ကိုချစ်ပွေကြီးတရောထူးတတ်တယ်မလားယင်နည်းနည်းပါပေါ့ဒါဖြင့်ဆိုကျမကိုစူလီလေးနဲ့တချင်းတစ်ပုတ်လောက်စူပြပါဒါလောက်လည်းငါမတတ်ပါဘူးဟာစူပြမှာပဲမသိဘူးကဲစူပြပါမယ်ဟုတ်ပြီငါပိုင်းခဲ့တယ်နင်းလည်းဖေးစမ်းပါဟာကျမကိုချစ်ပွေကြီးကွာဟေး
လည်းလောက်ကြပါဦးအေးဘယ်လိုဖြစ်နေကြအော်ဘာဖြစ်လို့လဲမမစုရေ ဟုတ်သားပဲစုရဲ့ အော်ဘာဖြစ်လို့လဲလို့မင်းမမေးရပလီအခုညီတို့နှစ်ယောက်လူမြင်ဝင်းမှာဖြစ်နေကြတာကိုပြန်ကြည့်ကြပါဦးလူမြင်လို့မှတင့်တော်သလားမတော်သလားစဉ်းစားကြည့်ကြပါဦးလေတကယ်တော့လင်မယားကြနေတာပဲပယောပလီနဲ့အောင်မေမမစုကမမစုယောက်ျားနဲ့ကျမကိုပေးထားရပေါ့လေမမစုရဲ့ဒီလောက်ရှိတယ်တုံးလေးတို့စရာမလိုပါဘူးကျမမှချစ်သူရှိတယ်သိလားဟေးတော်ကြကွာလူကြလို့မကောင်းဘူးအိုးကျမချစ်သူဟာနေရရရမဟုတ်ဘူးနာမည်ကြိုတွေကသိလားဟုတ်ကျမမဟုတ်ဘူးကိုတယ်ကိုချစ်ခွေနင်ပြောမှစိုးလို့ဟဲ့ကောင်မညီဖာကချစ်သူရှိမရှိငါအလုံးမဟုတ်ဘူးငါလင်းနဲ့ရောနှောနေတာကိုမကြိုက်ဘူးဒါပဲဒီမှာမမစုကျမချစ်သူရှိတယ်ဆိုတဲ့အကြောင်းကိုအတိတ်ကထားပြီးပြောရမယ်ဒါမှလည်းကျမလက်ပြရင်းနဲ့ကိုချစ်ခွေကြီးကိုပေါင်းတယ်ဆိုတာမမစုသိရမှာပေါ့ကဲဒီလောက်တော့မန်းတက်တိုင်တက်ချင်တဲ့ကောင်မနေချစ်သူရှိတယ်ဆိုတာဘယ်မှာလဲငါ့ကိုအထောက်သားပြတာကိုချစ်ခွေသိတယ်နော်ကျမချစ်သူနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံနဲ့ရှိတယ်ကျမယူပြမယ်ဒီကောင်မလေးရှိတယ်နော်ဒီကောင်မလေးရှိတယ်ကိုချစ်ခွေလေးနဲ့တိုင်ပြီဓာတ်ပုံကွဲသွားပြီတမင်တိုက်ခတ်လိုက်တာမတော်စားတိုက်မိတာပါမလေးကျုပ်အိမ်မှာလဲမှန်ကွဲတွေပွားကုန်ပါပြီကျော်ညီဓာတ်ပုံလည်းမရှိကျင်တော့ပါဘူးနေစမ်းပါညီကညီချစ်သူရှိရဲ့နဲ့ဘာဖြစ်လို့ငိုက်မှလာနေရတာ။ဟုတ်ကွာစုကလည်းသူ့မျိုးသားခရီးသွားနေလို့ပါ။သူ့မျိုးသားပြန်ရောက်လာတာနဲ့သူဒီမှာမနေပါဘူး။ဒါကြောင့်သူတို့အတွက်အိမ်ရှာနေတယ်လေ။ဒါပြင်လည်းပြီးရောနောက်ကိုရှင်တို့နေတာထိုင်တာကိုဆင်းချင်းနေတာလေ။ကောင်းပါပြီတဲ့အိမ်ကြီးရှင်ရဲ့။ကြော်လိုက်ရင်တော့မကောင်းဘူး။ဆရာကိုပါအေးရေအကြံပေးဆရာမောင်ချစ်ဖွယ်တော့ဒုက္ခရောက်နေပြီဗျို့။အိမ်မတိငါကြီးတွေကသူ့ကလာနာကြလို့ရင်လေးဘလောက်သူကထိန်တယ်လို့ရှိန်တယ်လို့ရင်ပူလိုက်မောတော့ကပြာညောင်ကြီးကဲခိုင်လောင်လို့သာယူကြည့်ပမာပြင်းစီနိုင်မှာသူကြီးကနတ်ဒီဝါမိုင်းမာကြပါအကြံမင်းဆရာကြီးဒုက္ခကြုံကြီးတခါဒီလေအကူရင်အကူတို့ရင်များမင်းမျိုးကြောင်းရတာအကြီးကြီးဝမ်းနေလိုက်တာအကြီးလဲမောင်မင်းမျိုးဖက်ကိုကားရိတ်ထွက်ခဲ့ရင်လေဟိုလိမ့်လာခင်မြတ်လားအော်မောင်ဘယ်တော့လောက်မင်းမျိုးကိုတက်မလဲနောက်2လလောက်ဆိုရင်တော့သွားလိမ့်အော်သိချကြီးနုမင်းမျိုးရရောက်ချင်းစားရေးလိုက်မယ်သိလားအေးဒီခွမှန်ကောင်းကောင်းရရင်လေပို့ပေးလိုက်မယ်ကောင်းပါပြီကွာဟာဒုက္ခပဲဟုတ်ပါလားတဲ့မျိုးစီမာပါဦးမဟုတ်ပါဘောဘုရားသူဝတ်ထားတဲ့ဝတ်စားငါဝယ်ပြီးလက်ဆောင်ပေးထားတဲ့ဝတ်စားတွေပါလားမလီဟာနီးတာပြီငါဘယ်လိုလုပ်ရမလဲမောင်ကြီးမောင်ဟိုလူလူလမ်းမှာဖတ်သွားဖို့လေစာကလေးတုံးတော့လာဝယ်ပေးလိုက်ပါအောင်နော်မောင်ရောက်ပတ်ဆံရောက်ဟုတ်ပါဒီပါကွာနော်မောင်ဘိုင်းနာလို့အင်းလာပြေးလိုက်ဦးမယ်နော်ခဏလေးနော်ဘိုင်းနာလို့ပါဘလို့ဖြစ်သွားတာလေမောင်ကြီးညဒီကိုဘယ်တော့ရောက်နေတယ်လဲငါဒီကိုရောက်နေတယ်တပန်းလောက်ရှိပြီနုနုရဲ့အရင်သူကမဝီရဲ့နုနုနဲ့မန္တလေးမှာကျောင်းနေဘက်တူလေအော်တွေ့ရတာဝင်းတာပါရဲ့ညီမရဲ့ဟုတ်ပြီရှင်အော်တနေ့နုနုကအော်ပဲလေငါမျိုးသားမင်းတို့ပြောင်းရလို့ကွာအဲ့ဒါသွားကြမလို့လေအော်ဒါနဲ့မိမနင်ကဘယ်သူနဲ့နေလဲရင်ငါအိမ်ရှာတော့မှာပဲကွာရန်ကုန်မှာမကျွမ်းတော့အိမ်လည်းမရှာတတ်ဘူးအဲ့ဒါအိမ်ငားချင်တော့ကွာဟာအတူပဲအကြီးမအိမ်ငားဖို့ရှိရဲ့ဟုတ်လားတို့ခုနေခဲ့တဲ့အိမ်ဘောကွာအော်ဒါဖြင့်မမအိမ်ကိုဆက်ငားပါလားယင်ဟိုကျမကိုလိပ်စာပေးပါနော်ကျမလာကြည့်ပြရစီအခုတော့ကျမအတိတ်လက်ရှာလိုက်ဦးမယ်မန္တလေးသွားမယ့်အတိတ်တယောက်ကဒီရထားနဲ့သွားမယ်လို့ပြောထားလို့ပါဟာအင်းလေလိပ်စာပေးလိုက်မယ်ညီမလေးလေးလာခဲ့ပေါ့ဟုတ်ကဲ့ကျေးဇူးပါပဲမမရေကျမသွားအောင်မယ်နော်ကောင်းပါပြီဟဲ့နုနုသွားအောင်မယ်ကွာနော်အတိတ်လက်ရှာလိုက်ဦးမယ်အေးကောင်းပြီတကယ်ရင်မောင်တယောက်နေရထားတာထွက်သွားရောအိမ်သာတက်သွားတာခုထိပြန်မလာသေးပါလားအော်
ပြောရင်ဆိုရင်လာနေပြီအိုးဘလို့ဖြစ်တာလဲမောင်ခင်းခေတော့ဒီနေပါလားဟာဝန်းချုံနေလို့တော့ကွာဝန်းချုံ ဖြစ်မှာဖြစ်ရ ဒီ လေ နားထဲမှာခြိုက်ထိုင်နေရလို့လေနောက်ငါပေါ့ကွာ ဖြစ်မှာဖြစ်ရလေမောင်ရေဒါနဲ့မောင်နောက်ပြီးတော့ကောင်းလေလားယင် မကုန်းလေဘူး ဟင် ဘုံမှမသွားခြင်းပဲဒီနားထဲဝင်ထိုင်နေရတော့ဒီကုန်းစရာမလိုဘူးလေပဲကုန်းတယ် မောင်ကလည်းတိတ်တိတ်ပတ်တာပဲကွယ်စားကြရအောင်ပါ ဘူရာရှိမှလူရှင်းမှပြန်တာပေါ့ ဟုတ်အင်ဂျင်နာနဲ့ဘူတာရှိလူရှင်းတာနဲ့ဘာဆိုင်လို့လဲမောင်ရေ ဘူရာရှိမှလူရှုပ်ရင်မောင်ကအီးပါကြအောင်ပါဟောငါဘာလို့ချောက်ပြောနေပါလိမ့် ဟုတ်တော့ဟိုဆရာတွေနဲ့တို့နဲ့ဘာပြောနေကြတာလဲ မောင်တို့ကုမ္ပဏီတစ်ခုကနေဒီကားသစ်ထုတ်ရိုက်ပေးဖို့အပ်တဲ့အကြောင်းကိုချစ်ဖွယ်လာပြောနေတာဒုက္ခပါပဲကွာမိမရဲ့ ဟုတ်ပါတယ်ဆရာကတော့ဟုတ်ပါတယ်ဆရာအလုပ်ကအရေးကြီးပါတယ် ကဲ အလုတ်ကအရေးကြီးတယ်လားဆိုရင်မောင်ခုတလောအိမ်ထဲကအိတ်ကျင်ကိုမထွက်ဘူး ဟောဤခုဒီလိုဘိုက်ကလည်းအောင့်နေမလားနောက်ပြီးတော့တန်လန်ဘက်သွားကြရတော့ပါတဲ့ငှက်ဖျက်တက်ချင်တယ်လို့ပြန်ဖြစ်နေတယ်တိသားနဲ့ကွာမင်းမလဲ ဟာကားပေါ်မှာပါလာတဲ့အမျိုးကြီးကမဝေပါလားဆရာအမလေးဗျာဟုတ်ပါပဲ ဘာဖြစ်လဲမောင်ဘာဖြစ်တာလဲ မောင်ဘိုက်အောင်လို့ခါကြီးဘိုက်အောင်လို့ခါမနေနေတော့ဘူးမနေနေတော့ချစ်ပွဲလာဆဆာရာငါ့ကိုခါလိုက်လိုက်ဘူးစမ်း ဟုတ်ကဲ့ဆရာဖြည်းဖြည်းထားပါ ချက်ချင်းကွာချက်ချင်းစီစမ်း ဆရာဖြည်းဖြည်းထားပါကျွန်တော်လိုက်ဖို့ပြပါမယ် ဟုတ်လားကွာ မောင်ရောလာတာလေမြန်လိုက်ပြီဒါ အဲ့တော့ပြောနေတာပါ အရင်ဘာလို့ပေးအောင်မလဲမောင် ကိစ္စမရှိဘူးကြီးဘာမှမလုပ်နဲ့ချစ်ဖွယ်နေပါရပါတယ်လာစမ်းချစ်ဖွယ်မြန်ပါစမ်း ထားပါဖြည်းဖြည်းထား အင်းရှင်တို့ရှင်ဟာမမဝေးပါလားဟုတ်ကဲ့ပါအိမ်လာကြည့်တာလားညီမဟုတ်ကဲ့အိမ်လာညီမလာ ဒုက္ခပါပဲချစ်ဖွယ်ကြီးဟမ်မမဝေကတို့အိမ်နဲ့လာငါလာတော့မသိဘူးအရင်နဲ့ဖေလို့မြဆက်ဆက်ရသွားတယ်တော့ငါမပြောရဘူးခါငါမိမကလည်းငွေရရင်ပြီးရောဆိုတယ်မိမကြီးဒုက္ခပဲ ဟုတ်တယ်အဲ့ဒါမှဒုက္ခပဲ ဒါနဲ့ညီမကလူများသလားကွယ်မများပါဘူးမနှစ်ယောက်သေးပါလက်ရှိနေတဲ့အိမ်ရမိန်းမအပေါက်ဆုံးလို့မမရဲ့ကိုခီးသွားနေတော့ခဏနေတာတောင်မှမနေနိုင်ဘူးသိလားအဲ့ဒီမိန်းမမာနကလည်းကြီးရုပ်ကလည်းစူးအပေါက်ကလည်းစူးလိုက်ပြီးဒါပေမဲ့သူ့ယောက်ျားတော့ပေါ်တော်နေ မမဝေကတော့တွဲနေပြီဆရာကြီး သူတို့ပြောစမ်းမှာကြားသွားအောင်မကွာမင်းမသားရဲ့ အိမ်တို့ညီမအရန်ကြိုက်နေပြီမမကြီးဟုတ်လားသဘောက900အိမ်ကတော့90ပါညီမကြီးနည်းနည်းရှုပ်ပါအောင်မမကြီးဒီတိုင်းပါပဲကွယ် ငါတို့ဟဲ့ငါတို့ဝိုင်းပြေငါတို့ အိုးမောင်ကလေနေမကောင်းရင်အตาနေစမ်းပါဘာဖြစ်လို့လှမ်းအောင်နေရတာလဲမမယောက်ျားနေမကောင်းထင်နေအခန်းထဲကနေမငှားဘူးတဲ့လှမ်းအောင်နေတယ်အတန်ကြီးကလည်းတမျိုးပဲနော်ကိစ္စမရှိပါဘူးညီမရေမမအားလုံးတောင်းယူပါတယ်ကဲဒါဖြင့်ညီမပြန်မယ်ဒီစပေါင်းဝင်တွေကိုယူထားလိုက်နော်ကောင်းပါပြီညီမရေအများဆုံးပြောနိုင်နော်ဟုတ်ကဲ့မမဟုတ်ကဲ့မောင်လေးကောင်းသွားပြီလားမောင်အရင်အိမ်ထားလိုက်ပြီမောင်ဟောဒီမှာငွေ900မောင်ရဲ့ ချက်လိုက်တာမိမရဲ့မောင်အိမ်မှာမိမလေးရှင်းမောင်မကြိုက်ဘူးဆိုတာမင်းသိထားနဲ့ကွာ ဟုတ်ပါတယ်ဆရာတော်ရေ ကောင်မလေးကအတန်ကြားတာကအမြင်ကဆရာကြီးပါလား မောင်ကလေလူလူတငယ်ချင်းမောင်ရဲ့ ခက်လိုက်တာကွာ မောင်ဘာဖြစ်တာလဲ ယောဂပြန်တက်လာလို့ကွာ ဒုက္ခပါပဲသူလားနေပြီဒုက္ခပါပဲအခါနဲ့ဝင်ပြီးဖျားတဲ့ဥမ မမရေမမညီမပါလားမမရေညီမတော့တခါလေးပြောင်းလာခဲ့ပြီအေးကောင်းတယ်ညီမရေကောင်းတယ်စိတ်သဘောချင်းမတိုက်ဆိုင်တဲ့လူတွေနဲ့ကြာမနေတာတဲ့ကောင်းတယ်ဟုတ်တယ်မမအခန်းတော့ပြီးမယ်ဒါနဲ့ညီမအမျိုးသားက
ကိုခီးသွားနေတယ်လေမိုင်မကြပါဘူးပြန်လာတော့မှာပါဟိုဒီတော့မမနဲ့မိတ်ဆက်ပြရအောင်မေအော်ဒါနဲ့မမယောက်ျားရောမမယောက်ျားကဖြားနေလို့ကွအော်ကဲမမလည်းလှုပ်ဆက်ရှိရသွားလို့ပါညီမလည်းခန်းရှင်းလိုက်အောင်မယ်နော်မောင်ဘလို့နေသေးလဲမောင်ယောဂါကလည်းအကြည့်အလွာဝင်ကြည့်ရတော့အောင်းကိုကြီးခံနေပြီလားမောင်ရဲ့မသက်သာဘူးမသက်သာဘူးမသက်သာဘူးမှန်စားအိုးမသက်သာဘူးလားဆိုတဲ့မောင်တကူလုံးနဲ့ချွေးနေပါလားအဲ့ဒီချွေးတွေကဇောကျွေးတွေကွာဇောကျွေးတွေဒီလိုဆိုလဲစီးလိုက်သွားပြပါလားမောင်ရဲ့အော်ဒါနဲ့မောင်မဝေပြောင်းလာပြီမောင်ရဲ့အေးငါကြားပါလေကွာဒီမဲ့ဒါပဲနော်အကြီးရှင်ဒီကောင်မလေးတန်ကြားတာဆဆလူနဲ့တူတယ်မောင်ရုပ်ရှင်ထိုက်တာဖြစ်တာတို့ဘယ်သူဘယ်ဝါဆိုတာတို့ရောင်လို့များတော့မပြောလိုက်ပါနဲ့နော်တော့ကြတော့မင်းမီလှုပ်ရှင်တယ်ဆိုပြီးတော့ကမင်းသားနဲ့တွေ့ရင်လည်းတို့ဘာလို့ဇက်ရှုပ်လာရင်မောင်စိတ်မရှိဘူးမင်းနဲ့သာဆိုင်နေငါပြမဟုတ်တာစိတ်ချပါမောင်ရဲ့စိတ်ချပါဟိုကောင်မရုပ်ရှင်ယူမက်ခင်လှမျိုးစုကလေးကအကြီးကသင်္ကန်းစာရပြီးသားပါမိုင်ဘာဖြစ်လဲအော်ငါကြီးစိတ်ကညီမကြီးငါလားကြားလားအသံကဆဆလူစိန်သားမျိုးနဲ့ယောဂတောင်ပိုတက်တယ်မောင်ကလည်းကွယ်မောင်စီးရောက်ခဲ့လားရောက်ခဲ့တယ်ကြီးမောင်ကဘယ်သူလိုက်ပို့တယ်ချစ်စရာပါဘယ်သူချစ်စရာလေမောင်ချစ်ဖွယ်ကိုပြောတာပါအီးကိုမပြောအောင်မယ်မောင်တို့နှစ်ယောက်လေဆရာတော်ဦးနာဂရအကြောင်းတဲ့ကိုရောက်တယ်ဟာလားဆရာတော်ကဘာလို့မိတ်ဆက်လိုက်သေးလဲမောင်သိအရေးကြီးတယ်မောင်တို့နှစ်ယောက်မှာအန္တရာယ်မြင်နေတယ်အဲ့ဒါရေရာချေးဓာတ်ရိုက်ပြီးရင်မောင်တို့နှစ်ယောက်နာမည်ကိုယာယီဖြစ်ပေါ်လေမောင်နာမည်ကိုထင်ကြီးချစ်ဖွယ်နာမည်ကိုချစ်စရာလို့ပြောင်းပြီးတော့မှဲ့ပေးလိုက်တယ်မောင်နာမည်ကထင်ကြီးဟုတ်မလှလိုက်တဲ့နာမည်မောင်ရဲ့ဆရာတော်ကမှားလိုက်သေးတယ်အိမ်မှာမောင်နဲ့နေနာမသိတဲ့မိမတယောက်ရောက်နေတယ်ဆိုပဲအဲ့ဒါလက်မခံပါနဲ့တဲ့ကိုကြောင့်သူ့ကြောင့်လည်းမဆက်စုပါနဲ့ဟုတ်လားအေးလေဆရာတော်အမိန့်တိုင်းနေရမှာပေါ့မောင်ရဲ့ဟုတ်တာပေါ့ကြီးရဲ့ဟုတ်တာပေါ့ဘယ်ခန်းကမိမကိုတိတ်ရောဝင်နေနော်သိချပါမောင်ရဲ့သိချပါမောင်မထိခိုက်ဖို့ပါအရေးကြီးတယ်မလားမောင်ဝင်ကောင်းရင်လားယင်ဟိုဘက်ကအမျိုးသမီးဒုက္ခမပေးသမျှတော့နေကောင်းနေမှာပဲကြီးမောင်မလေးကွယ်ဟုတ်တယ်ဒါတွေဆက်ပူနေတယ်မာကြီးဒါနဲ့ကောင်မလေးတောင်မချပါလားပဲသွားကျင်မလာသေးဘူးမောင်ရဲ့အရင်မောင်အတွက်ဆန်းရုပ်ပြုတ်လိုက်မယ်နော်ကောင်းပြီမောင်လေးကောင်မလေးမရှိရင်နေကောင်းတာနဲ့အရှိကခဏထွက်လိုက်အောင်နော်ဘယ်လိုမောင်ကောင်မလေးမရှိဟုတ်ပါဘူးကိုစီကစားရတယ်လေသူ့လောက်ကစားမပြီးသေးလို့တဲ့ပြန်မလာနိုင်သေးဘူးလေစားကဘယ်လိုရတာလဲညီမညီမသေးသွားရင်လည်းကိုတပည့်နဲ့ဈေးမှာတွေ့လို့လေအဲ့ဒါ तू ကကုမ္ပဏီကတစ်ဆင့်ရလာတာတဲ့ညီမလိပ်စာကိုမသိလို့ကြားနေရတယ်လေဒီထဲမှာမမျှော်လိမ့်မယ်တွေ့လို့ပေါ့မမကြီးဒါတော့သူ့မိမပါလာတယ်ဆိုပြီးစောင်းကိုအပြေးလွှားပေးပြီးထွက်သွားတာညီမနေလေလိပ်စာတော့မပေးလိုက်ရအောင်အဲ့ဒီဆာလာပေးတဲ့လူရဲ့နာမည်ကဘယ်သူလဲညီမရဲ့အကြီးတော့သွားဆက်စုနေကြပြီစာပေးသွားတဲ့လူနာမည်ကိုကောင်မလေးကချစ်ဖွယ်လို့ပြောလိုက်တယ်ဒုက္ခပဲဒုက္ခပဲအကြံရပြီအမလီအကြီးရဲ့ရှင်လာပြီမောင်လာပြီလာပါမလီလေးမောင်ဘာမှဖြစ်တာပါလေမင်းဘာတွေသွားပြီးဆက်စုနေလဲဆရာတော်ဦးနာဂရပြောတာမလိုက်နိုင်ဘူးလားပြောစမ်းလားအရင်မှားသွားပါတယ်မောင်ရင်ကဲဒါပဲမဟုတ်လားဒါပဲဒါဖြင့်အရင်ထမင်းသွားချက်လိုက်ဦးမယ်နော်မောင်မောင်ကအရင်နဲ့ခေါင်းမတူတော့ဘူးအမျိုးမျိုးချုပ်ခံနေတော့တာပဲအေးလေဒါလည်းသင်ကြီးမကောင်းလို့စိတ်တူနေတာနေမှာပေါ့မမ
လာညီမလာမြုပ်စုံမဝေရသေးလို့မြုပ်ပြီးနေထောင်းမရသေးနော်ထောင်းပါညီမရဲ့ထောင်းပါဒါနဲ့မမယောက်ျားအောင်ရင်မမဒီအိမ်ရောက်ပြရတခါမှမတွေ့ဘူးနောက်တော့တွေ့ဘူးမှာပေါ့ညီမရဲ့ဖြည်းဖြည်းပေါ့အခုသူကညီမကောင်းလို့အခန်းထဲမှာအောင်းနေရတယ်လေဟုတ်လားဒါနဲ့မမယောက်ျားနာမည်အောင်ဟိုလေဘာလဲမမလေကိုယောက်ျားနာမည်တော့ဒီလောက်စဉ်းစားနေရသလားဒီပါကိုတုတ်ကြီးဟုတ်ပါဘူးမောင်ကြီးမောင်နာမည်ထင်းကြီးရဲ့ဟဲ့ထင်းကြီးမမတို့ကြိတ်သွားပြီကိုယောက်ျားနာမည်တော့ကိုမေ့နေရတယ်လို့လာကူမောင်ဒီမှာထိုင်အခုမောင်ကြီးစီကတော့ဘာမှမရှိဘူးနော်ညီမအဒီကိုရောက်ခါကြဆိုတော့ဘာမှမပြည့်စုံသေးဘူး။အိုးကိစ္စမရှိပါဘူးကွာ။လူကြီးပြရတာပဲကျေနပ်တာပါပြီ။ညီမရန်ကုန်ရောက်နေတယ်ဆိုလို့ရှာနေတာကြာပြီကွာ။တွေ့အောင်မရှာလို့ပါနော်။ကဲရန်တွေ့မနေနဲ့တော့ညီမအကိုမောင်းဝိုင်းမှာတချင်းစုံမှာမဟုတ်လား။စုံမှာပေါ့။ဒီလိုဆိုရင်ညီမလူကတော့သဘောတူပါမယ်။ကိုကတော့အမြဲသဘောတူတယ်။ဟေးဒါတင်လည်းပြီးရောလေ။ဟုတ်ကဲ့ကိုလာပြီးတော့တချင်းတိုက်ပေးမယ်ဟုတ်ကဲ့ကိုတခုတော့ရှိတယ်နောက်ကိုနာမည်ကြီးအစိုးရဖြစ်သွားရင်သာကိုမမေ့နဲ့နော်မမေ့ပါဘူးလေရှင်မမေ့ပါဘူးလေညီမကနာမည်ကြီးအစိုးရဖြစ်သွားရင်ကိုမောင်ကိုကျေးဇူးဆက်ပါမယ်တကယ်ပြောလားတကယ်ပါရှင်တကယ်ပါကဲစကားပြောလို့တော့ကောင်းတယ်ကိုမောင်ပြောင်းမယ်ဟုတ်ကဲ့တချင်းတက်ပေးဖို့လည်းမမေ့ဘူးနဲ့နော်ဟုတ်ကဲ့ပါဗျာမမေ့ပါဘူးကဲသွားမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကိုတူးပါလားကွာနန်းနာမမကကိုတူးတော့လေလာမလားဆိုပြီးလာလည်းမလာဘူးကိုတူးကတောင်းနေတာမမအားလို့ပါကွယ်ကဲကိုတူးကျင်နေအောင်မမမုံဝဲကျွေးမယ်နော်မုံမစားချင်ပါဘူးအချင်းဆိုကြကိုတူးကစိုးပြီဆိုကြမှာတဲ့ကဲစိတ်တော့မစိုးလိုက်ပါနဲ့ကိုတူးရဲ့မမတချင်းဆူပြပါမယ်နားထောင်နော်ဟေးဒါမှတော့မှာကွာဒီဓာတ်ပုံကိုအများဆုံးဖြတ်ပြမှာဖြစ်တော့မယ်အဲ့ဒီဓာတ်ပုံကအကြီးတွေ့သွားရင်တော့သိမလွယ်တော့ဘူးကြီးစားလိုက်တာဘိုက်ထဲဘာမှမရှိပါလားနောက်ဖွေးတော့ပြီကော်ဖီဖြောတော့မှဒုက္ခပါပဲနောက်ဖေးမှာကြောင်ဝင်ဆွဲနေပြီနဲ့တူတယ်ဓာတ်ပုံဖုံတုတ်တာတော့မပြီးသေးဘူး
အော်ဓာတ်ပုံအဝိနဲ့ခဏအုပ်ထားအောင်မ ဟောခြေတန်းရတယ်ကောင်မလေးငါဖေးခွင်းလာပြီနဲ့တူတယ်ပြန်ထွက်မှာဟာပွားတာပဲကောင်မလေးငါဖေးရောက်နေတော့ဓာတ်ပုံဖြည့်စီးပြစ်မှာဟုတ်ပြီဟာဓာတ်ပုံပေါ်မှာဝတ်စာတန်းလာနေတာဟုတ်ပြီငါမင်းနာပေါ်ကိုကောနဲ့တုတ်လိုက်နောက်ပြီးဝတ်စာကိုကပ်ပြထားဝတ်စာကိုပြုံးနဲ့လှမ်းဖယ်လိုက်ရင်တော့ပျက်စီးကုန်မှာပဲငါတတ်ဖို့ဟုတ်ပြီအမြန်လုံးမှာပဲနောက်ဘေးမှာဘာကြောင်းမှလည်းမတွေ့ဘူးဟောမမကြီးပြန်လာပြီအေးကွအော်မမထွက်သွားတော့လေနောက်ဘေးမှာကြောင်ဝင်သွားသေးတယ်ညီမဓာတ်ပုံတော့မှဖုံတုံးလို့မပြီးသေးဘူးဟုတ်ပါရဲ့ကဲမမကိုညီမတို့ဇုံနေပုံပြပါအောင်ကွကဲကြည့်ပြီးတော့ဟုတ်တော့အဝိကပုံမှာကတ်နေတယ်တအားဆွဲမညီမအမျိုးသားမျက်နှာကဆေးတွေပြတ်ပုံပါပြီလားဟုတ်ပါရဲ့နှမျိုးစရာကောင်းလိုက်တာကွဟုတ်ပါရဲ့ဒုက္ခပါပဲမမရဲ့ညီမနဲ့ပူပူပုံကဒီတဘောပဲရှိတာဒုက္ခပါလေဘယ်တော့လဲဆက်လည်းမသိဘူးစိတ်မကောင်းမဖြစ်ပါနဲ့ကိုကြီးညီမအမျိုးသားလာရင်ကျေးရိုက်ပေါ့နော်မငိုပါနဲ့ညီမလေးရေမငိုပါနဲ့နော်တိတ်ပါနော်ချစ်ဖွယ်အမလေးမင်းနဲ့တွေ့တာတော်ပြီဘိုးကျိုစစ်မှတခုသွားစားကြအောင်လားစားတော့ပေါ့ဆရာရဲ့ဆရာသူ့ကိုအတွေ့မခံသေးဘူးလားအတွေ့ခံရင်ကောင်းမယ်နော်စားရအောင်လေဗျာခေါ်ရနှစ်ပွဲပေးပါခေါ်ရတော့ဝဲကျမကိုစီချက်ခောက်ဆွဲတဲ့ပွဲပေးပါစီချက်တော့ကူမလီညီမအံ့ရောချစ်ဖွယ်ငါနေပြီဖေးပြောလာတော့မလီကိုပြင်လိုက်ရှာလိုက်ရတာဒီမှာပူတာတွေ့ပါဘူးတနေ့ကိုဘယ်တော့ရောက်လဲရင်ဝမ်းသာလိုက်တာကိုရေညီမလည်းစိတ်ညစ်ညစ်နဲ့ပြောင်းလာတာအမသူကသိဆိုးတာပဲကိုရေဘာမှမသိဘူးဟုတ်ပါတယ်ညီမရေဟုတ်ပါတယ်စွလွန်များကိုခေါ်ချစ်ပေါ်တာတောင်းမှန်ပါတယ်ဟိုနေ့ကပြစာပေးရင်းနဲ့လိပ်စာမင်းမလို့ပဲအခုလည်းညီမကိုစုံစမ်းရင်းနေလေထားထားနဲ့ခေါ်ဆွဲဝင်စားကြတာဟုတ်ပါတယ်ခင်ဗျာကာထုံနေတော့လေတဲ့ဆင်းလာတွေ့ရတယ်ဝန်တော်ကြီးဟုတ်ပါလားအခုဘယ်မှာနေတယ်လဲပြောတာရုပ်ဒီမှာညီမနေတဲ့လိပ်စာကိုရေးထားတယ်နော်ဖုန်းနံပါတ်လည်းပါတယ်ဟုတ်ပြီအရှင်မိမကသဘောကောင်းသလောက်သူ့ယောက်ျားကိုတခါမှမတွေ့သေးဘူးဟုတ်လားအခန်းမဲ့အောင်းနေတာပဲအကိုကြီးကြည့်ရတာတော့အပေါက်စူးစူးနဲ့ဇီစာကြောင်မိတ်လူတွေအေးဟုတ်တယ်အေးမသိတာပဲကောင်းပါလေကွာမသိတာပဲကောင်းပါလေသူများအကြောင်းကိုသိမဆက်စုနဲ့ဟုတ်တယ်ညီမပြောပုံထောက်ရင်အင်ရှင်ယောက်ျားစိတ်လိတ်ကိုဟုတ်တယ်မမွေနဲ့ကြားဒါတွေထားပါတော့ညီမတို့ပြဿနာကိုဘယ်လိုလုပ်မလဲအခုမှပြောမှကြီးတယောက်ရှိတယ်သူကသိပြီးတော့ရှေးစားနေလေသူကနားဝင်အောင်ပြောပြီးတော့ကနေကောင်းရတာရွေးမယ်နောက်ရုံတက်ပြီးလက်ထပ်မယ်ပေါ့ညီမစီကိုမြင်ပြန်လာပြီးတွေ့ရမယ်နော်ညီမစောင့်နေသိချပါညီမရဲ့သိချတယ်မှာဒီတော့တော့နော်ကောင်းပြီကိုလည်းချင်းထားတဲ့ကိစ္စတွေသွားလိုက်အောင်မယ်ကိုရန်ကုန်ပြန်ရောက်လာပြီမမရဲ့
ဒီနေ့ပဲတွေ့ခဲ့ပြီးပြီဟုတ်လားဒါကြောင့်ဒီကညီမကအုံမျိုးနေတာကိုအော်ဒီနေ့မမယောက်ျားကိုညီမတခါမှမမြင်ဘူးမမြင်ဘူးတင်လိုက်တာမမရဲ့တူတူညီမရဲ့မောင်အင်္ဂန်းထဲမှာရှိနေတယ်မမတို့တွေ့ရိုက်ထားတဲ့ပုံမရှိဘူးလားယင်မမတို့တုံတဲ့ပုံတွေကဆေးသားတွေပြက်ကုန်ပြီညီမရဲ့မောင်တယောက်တည်းရိုက်ထားတဲ့ပုံကတော့အင်္ဂန်းထဲမှာရှိတယ်အေးအဲ့ဒီပုံမခဏပြပါလားမမရဲ့ ဆက်စုမှလေးတော့ဓာတ်ပုံကိုတင်းတောင်းတာကြားတယ်အဲ့တော့ငါဓာတ်ပုံဖြစ်စီထားမှာဟုတ်ပြီဟာတော်ပြီဟာမနှုတ်ခမ်းဆိုးစီဟုတ်ပြီနှုတ်ခမ်းဆိုးစီတောင်းတဲ့ဓာတ်ပုံကိုမြင်မြန်ဖြစ်စီမှာကဲညီမဒီလောက်တောင်ကြည့်ကျင်လာတဲ့ဓာတ်ပုံကိုမမယူပြပါမယ်ခဏလေးစောင့်နော်ဟုတ်ကဲ့မမဟုတ်ကဲ့မောင်ကတော့အိတ်နေလိုက်တာသိုးလို့မောင်ကပုံဘယ်ရောက်သွားပါလဲအော်ဒီမှာမောင်ရဲ့တာကြီးပြင်ထားလိုက်တယ်ပါလားမောင်မသိအောင်ခဏယူသွားဦးမှာကဲရော့မရှိချော်ရီတဝါရီတာကြည့်ပြီတော့ဒါမမအသက်ကြီးပုံလားဟုတ်လားနှကမ်းမွေးနဲ့မျက်မှန်နဲ့မုံစိတ်မွေးကလာကြီးကြာနေတာမမမောင်ဟုတ်တော့ဘာလဲမသိဘူးဒါဘယ်လိုဖြစ်သွားတာလဲဒီကောင်ဓာတ်ပုံအောက်မှာလဲရုပ်ရှင်မင်းသားကြီးနေဝင်းဥဆိုပါလားပကြီးဆွဲသူကိုတူးတဲ့ကြည်စမ်းမအောင်ဒီကောင်လေးသိချော်တာပဲမောင်သိရင်တော့သူ့တော့မှာပဲဒုက္ခပါပဲညီမကြီးကဲမရှိစားရင်မောင်မသိအောင်ဒီဓာတ်ပုံကိုဖွက်ထားရအောင်ဒီပုံမချိတ်ထားလိုက်ရင်ပြီးရောဒီမှာစာခမစာဆရာကိုပိုက်အေးကစာပေးခိုင်းတယ်လို့ခင်ဗျအော်ဟုတ်ကဲ့ပေးခဲ့ပါရှင်ပေးခဲ့ပါဒီမှာကိုပိုက်အေးရဲ့ဇနီးပါကြောက်မှကျွန်တော်ကိုသွားခွင့်ပြုပါအော်ကောင်းပါပြီရှင်မောင်ကလည်းထူးထူးခြားခြားဘာစာရပါလဲကိစ္စချင်းရင်လည်းအိမ်ကိုဖုံးဆက်လိုက်ရင်ပြီးရောအေးဖတ်ကြည့်အောင်မအသက်ဘူးလေးကြီးအခုအလုံများလို့ပဲဒါကြောင့်အခုကန်တော်ကြီးကျင်းနေစီကျွန်းကိုဆက်ဆက်လာခဲ့တာအခုစောင့်နေအသက်ဘူးလေးရဲ့ကိုပါအေးမောင်ကအချို့တစ်မျိုးဖြစ်နေတယ်အသက်ဘူးလို့ခေါ်သူ့ကိုသူလေအကိုပါအေးတဲ့အိုးဘာပဲဖြစ်လေဘာအရေးကြီးမှမသိတာငါသွားလိုက်အောင်မမဝီလည်းမရှိဘူးကိုပါကိုပဲတုတ်ခတ်သွားတာအေးပါလေဟာဆရာဟိုဘာနားလေကြည့်ဟိုဘာဟိုဘာဆရာအေးမလားဟဲ့အေးမလားဟုတ်တယ်ဟာဘယ်လိုပြရလဲမသိဘူးဟာဒုက္ခပဲမမဝီကိုတွေ့ကျင်လို့ဆင်းခက်လိုက်တာအေးနဲ့မနေပြီဒီမှာလည်းလူလာတော့ကြာဒီဘာလို့လဲကိုပေးခိုင်းတဲ့စာဘယ်သူပေးလိုက်ကြလဲရှင်းရမှာလားဟုတ်ပါတယ်ဆရာရှင်းရပါပဲဟိုမှာနားနေတဲ့မျိုးသမီးပေါ့သူကဆရာကိုပိုင်ရဲ့ဇနီးပါတဲ့အဲ့တော့ကျွန်တော်သူ့ကိုစာပေးခဲ့တာဗောဒုက္ခပါပဲကွာမာကိုမီးတဲ့ချစ်ဖို့ဘယ်လိုလုပ်မှာတော့မဟုတ်ဆရာကြီးလာမဲ့ဖေးပြီးတွေ့လိုက်ဖို့ဆရာကြီးမထူးပါဘူးမောင်ဘာဖြစ်လို့လဲမောင်ရဲ့အကြီးကိုထူးထူးခြားခြားဒီကိုချင်းရတယ်လို့တခါတည်းမှာမောင်အိမ်မနေရစိတ်မချမ်းသာဘူးဟုတ်ပါတယ်ဘာဖြစ်လို့လဲမောင်အိမ်ရှင်ရမိမကြောင့်ပေါ့သူနဲ့မောင်နဲ့နေချင်းမသိမှုနဲ့ဖြစ်နေသူရောက်လာမှမောင်အလုပ်တွေကဆင်းကုန်ပြေဘူးအဲ့တော့သူ့ကိုအိမ်မောင်ကဆင်းအောင်အရင်လုပ်ပြီးတော့မောင်ကြီးအတွက်ဒီပြအိမ်ကရှာပေးမယ်ဟုတ်လားအားနာစရာကြီးမောင်ရေမလိုပါဘူးကွာရိုးရိုးသားသားလေးပါဒါကဆရာလုပ်ငန်းအတွက်ပြောတာပါဆရာကြော်ရေဆရာကြော်ကဲအကြီးကအလိမ္မာနဲ့တာကမာလေးကိုပြောင်းခိုင်းပြီတော့ဒါတော့ရှိတာပဲမောင်လုပ်ငန်းအတွက်ဆိုရင်လေအကြီးဆောင်ရွက်ပေးပါမယ်မောင်ရေဒီလိုမှပေါ့မိမရဲ့ဒီမှာမြန်မြန်လေးပြောနော်ကဲကြီးမင်းပြန်တော့မောင်ကုမ္ပဏီကိုသွားလိုက်အောင်မယ်
ဒုက္ခပါပဲသူကြီးသူမသူဆုံးမရဲ့စကားကျုံဘူးမလည်းယုံကြည်သွားသင်စီရစုပ်ထိုးတာတွေမှာနောက်သူမဖျားတယ်မှာပြမရလို့များကျုံဝဟောပါဒုက္ခရတဲ့လိုင်းပွားပြမရတဲ့လုံးခက်တကားအဆုံးဘုမမိမဒီမမိမဆုံးလဲဆူဆူစာရင်ယူတဲ့နိုင်ရင်မူမဲ့ပတိုင်းဒီပမာမိမတယောက်ရဲ့ချာမိမတယောက်ရဲ့ချာပြန်ရအောင်ထောင်းပြီးအလားကျွန်တော်ဗျာများ ကိုကတော့တခုခုအကျိုးကြောင့်ပြောဖို့ကောင်းပါလေအိမ်လည်းလာမတွေ့ဘူးဖုန်းလည်းမဆက်ဘူးသူနေတဲ့လိပ်စာကိုမသိဘူးလားညီမအော်နေဦးနေဦးမသူ့အလုပ်ဌာနဖုန်းနံပါတ်ညီမစီမှာရှိပါတယ်အော်ခုမှတတိရတယ်ဖုန်းဆက်ကြည့်အောင်မယ်နော်အေးဆက်ကြည့်ညီမဟယ်လိုဘယ်ရပါလဲရှင်ဟမ်အကူအော်ဒါအကူတမ်းမလားယင်အမလေးအကူရဲ့နင်းနေလိုက်တာတကယ်ကြီးအကူညီမစီလာမယ်မလားယင်ဘေးချင်ဟုတ်ပြီညီမစောင့်နေမယ်နော်ကူနော်ဗါလေအလုပ်များနေတယ်အော်ဒါဆိုဖုန်းချလိုက်တော့မယ်နော်စစ်လာခဲ့နော်ကူနော်ဗါလေညီမအဆင်ပြေရလားယင်ဟုတ်ကဲ့အဆင်ပြေပါတယ်မမလာတွေ့မယ်တဲ့ညီမတို့အပြတ်ဆွေးနေပြီးလက်ထက်ကြမယ်လေညီမတို့အစီအစဉ်နဲ့ဆိုရင်လေမမကဝင်းတာရတာပေါ့ကွယ်ညီမရေတယ်လီဖုန်းလာနေတယ်ကွယ်မမလက်မအားလို့တိုင်လိုက်နော်ဟုတ်ကဲ့မမဟုတ်ကဲ့ဟယ်လိုပြောပါရှင်ဟုတ်ကဲ့မမဝေးစကားပြောနေပါတယ်ဒုက္ခမမဝေးကိုတန်းတုံနေပါလားမမမပြောတော့တန်းဖြစ်ပြီးပြောမှာအရေးရှိသလားဟဲ့ဒီနဲ့စကားပြောခြင်းတယ်ဟုတ်ကဲ့ခဏတိုင်ကြနော်မမကြီးအတန်အော်နေနေကြီးနေလူကြီးတယောက်မမကိုတွေ့ကြည့်လို့တဲ့ဘယ်လိုများပါလဲတိတိညီမဟယ်လိုဘယ်သူလဲအရေးစကားပြောနေပါလေအေးလိုက်ဟုတ်ပါတယ်အေးမောင်လေးမောင်စကားပြောနေတယ်မောင်တန်ကြီးကလည်းဘလို့ဖြစ်နေတာလဲအေးအပူရှက်သလားမသိဘူးကွာလေရောက်နေနာပြီးတော့လေဘယ်လိုဖြစ်နေမှကိုမသိဘူးကွာဖြစ်ရပြန်ပြီလေကြောင့်ပွဲနေတယ်ထင်တယ်ဘာကိစ္စဖုံးဆက်တာလဲကဲပြောရုပ်ရှင်ကြည့်မလို့ဘယ်ပွဲလဲရင်4နိုင်ခွဲပွဲဟလားကိုတို့ကပါခေါ်ခဲ့ရမယ်တမန်ယူမဟုတ်လားမောင်လာခဲ့မယ်လေမောင်အဲ့ဒီကလည်းစောင့်နေနော်ဒါပဲလားမောင်အိမ်မလေးငါတယောက်တည်းမမလည်းရုပ်ရှင်သွားပြီအကူကလည်းလာမယ်ဆိုပြီးခုထိပေါ်မလာသေးဘူးအကူမောင်ဟုတ်တယ်ညီမတယောက်တည်းဟုတ်တယ်အကူတယောက်တည်းပဲအတော်ပဲကိုလည်းညီမကိုတယောက်တည်းတွေ့နေတယ်ရှင်ဘာပြောလဲအကူမောင်ဘာဖြစ်လို့တယောက်တည်းတွေ့နေရတာလဲညီမကိုအကူမောင်ပြောစရာရှိလို့ညီမကိုအကူမောင်ချစ်တယ်ရှင်ကိုမောင်လက်ထပ်ပြသေးညီမစဉ်းစားပြရစီဦးကိုမောင်ရေနော်မစဉ်းစားပါနဲ့ညီမရဲ့ညီမမှတယောက်တည်းပြီးတော့ညီမကိုတခြားလူတွေစော်ကားမှကိုစိုးတယ်ဟုတ်ပါလေကိုမောင်အကူမောင်ရဲ့စေတနာကိုညီမလေးစားပါလေညီမအကူမောင်ကိုဦးစားပေးပြီးစဉ်းစားပါမယ်အကူမောင်ရေခုတော့ပြန်တော့နော်တော့ကြာခေါင်းရင်းကလူတွေပြန်လာရင်မကောင်းဘူးအကူမောင်ရေဟာခါတိုင်းလည်းလာနေကြပဲညီမရဲ့အဲ့ဒါဆန်းလားတမကို့ပေါ်မှာထားတဲ့ညီမရဲ့သဘောထားကိုသိချင်တယ်ကွာချစ်ချင်းတို့ဘယ်လိုစကားပြန်မလဲအကူမောင်ရင်စဉ်းစားပြရစီဦးနော်လာမဲ့တောက်ကြနေတော့ကြာမှစကားပြန်မရစီလို့အင်းလေကောင်းပါပြီပြန်မယ်နော်ဟုတ်ကဲ့ညီမရေအကူကိုအမေခုမှပဲပေါ်လာတော့လေတကယ်ညီမမစောင့်နေလေရတာ
ဒါနဲ့လောရကလူတွေက ရုပ်ရှင်သွားရတယ်လေမရှိကြဘူးကို ကိုမလာတာနဲ့ညီမဘယ်လောက်စိတ်ညစ်နေရလဲဆိုတာကိုမသိဘူးနော်အခုလေအရှင်မသူ့ယောက်ျားနဲ့ညီမနဲ့နေနဲ့မသိဘူးလို့ပြည်ရင်ဟောထားတာနဲ့ညီမကိုအိမ်ကြောင်းပေးဖို့ပြောနေပြီအဲ့ဒါကိုနဲ့အတူတူနေချင်တာပြီကွယ် နေရမှာပေါ့ညီမရေနေရမှာပေါ့ တကယ် အခုနဲ့ညီမနဲ့ရုံတက်ပြီးလက်ထပ်မယ်မန္တလေးမှာအခုကားရရှာရှိတယ် အော် အဲ့ဒီကိုညီမကိုခေါ်သွားမယ်အခုနဲ့ညီမရဲ့ပြားရည်စံခီးလေးပေါ့အခုတော့ကြနေမန္တလေးကိုသွားရမယ် တကယ်နော်ကိုဝမ်းသာလိုက်တာကိုရေ တကယ်ပေါ့ညီမရေတကယ်ပေါ့အဲ့ဒီနေ့ကျရင်ညီမယထာကိုစောစီလာခဲ့ညီမအတွက်လက်မှတ်စီစဉ်ထားတယ်အထက်တန်းတွဲအိတ်ခမ်းမှာဝင်ပြီးတော့ ကောင်းပြီ အခုကတော့ယထာထွက်ကနေမှရောက်လာလိမ့်မယ်ကုမ္ပဏီအတွက်စီစဉ်စားလေးတွေရှိတာကိုစီစဉ်လိုက်အောင်မယ်နော်အခုပစ္စည်းတွေကိုတော့ဖြင့်ချစ်ဖွယ်နဲ့အရင်ပို့လိုက်မယ်နော်ညီမသာကိုစီစဉ်တဲ့အတိုင်းကိုလုပ်နော် စိတ်ချကိုရေစိတ်ချ ကြည့်လိုက်ပြီကိုသွားမယ်နော် အော်နင်းကိုမူမွေပြရဦးမယ်လी ညီမကတိတ်လိုက်ပြီလားကိုယ်မောင်ဒီတခါခရီးသွားတာအကြီးတော့လိုက်မပို့နိုင်တော့ဘူးကွယ် ဟာဘာဖြစ်လို့လဲကြီး ဒီလိုမောင်ရဲ့အကြီးတငယ်ချင်းတယောက်ရုပ်တရက်ဆုံးမလို့လေအဲ့ဒါမသွားရင်မကောင်းဘူးလားကွယ် တော်ပါသေးရဲ့အကြီးကငါ့ကိုရထားလိုက်လို့ရင်မမကငါ့ကိုပဲပင်းတွေ့မှာပဲမင်းငါ့ကိုပြားမှာမောင်စိတ်မကောင်းပါဘူးကွယ်ခရီးသွားတာဓမ္မဖြောင်းတော့မှမဟုတ်ဘူးကြီးဖြောင်းတော့မှမဟုတ်ဘူး အကြီးကိုဒီတခါတော့ခွင့်လွတ်ပါကွယ်အော်ဟိုရောက်ရင်မောင်စာရေးရမယ်နော် ဟောစာရေးမှာပေါ့ကြီးရဲ့ အော်ဒီတခါအရေးစီကိုမောင်စာထည့်လို့ရှိရင်လေအသက်ဘူးလို့ထည့်ရင်နော် ကြီးတိတ်နောက်တာပဲကွယ်အဲ့ဒါ နောက်တာမဟုတ်ပါဘူးမောင်ရဲ့နောက်တာမဟုတ်ပါဘူးအဲ့ဒီလူငယ်မှုပြန်ရတာတမျိုးအရသာရှိလို့ပါမောင်ရဲ့အော်ဒါနဲ့မောင်ပြောတာဦးမေ ဟာတော့ကြီး အကြီးတို့ချင်းကမမဝေလေဒီနေ့သူ့မျိုးသားနဲ့ရုံးမှလက်ထပ်တော့မယ်လို့တဲ့မောင်ရဲ့ ဘာပြောတယ် အကြီးကမနေ့ကပြောပြီးပစ္စည်းတွေနဲ့ထွက်သွားတာပဲ ဟုတ်ဗျာ သူလက်ထပ်မယ်ဆိုရင်တော့သူ့ကိုလာပြီးပိုးနေတဲ့စံနေရဆရာကိုထုံးမောင်ပဲဖြစ်ရမှာပဲ မဖြစ်နိုင်ပါဘူးမဖြစ်နိုင်မဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး မောင်ကဘာဖြစ်လို့မဖြစ်နိုင်ဘူးလို့ခါပြီးအပိုင်ပြောနေရတာလေမောင် ဟိုလေမောင်စိတ်ကူးကြည့်တာပါကဲလေမောင်တို့ကြောင့်စိတ်ဝင်စားတော့ပါကဲယထာချင်းလည်းနေပြီမောင်သွားတော့မယ်နော်ဒီဘူရာကိုဆင်းလာဖို့မလိုတော့ဘူးဟောဘာလို့လဲဆိုတော့ဤတငယ်ကြီးကိစ္စလည်းရှိတယ် ကောင်းပါပြီလေရှင်ကောင်းပါပြီတဲ့ရှစ်ဖွဲ့ဟာဘာမှလည်းရောက်နေပြီလား ရောက်နေပြီအာစီရောက်နေပြီအာစီယူပေးထားတဲ့ခန်းထဲမှာထည့်ထားလိုက်တယ်အခန်းတကားပိတ်ပြီးအိတ်စင်ပေါ်တက်ပုံးနေဖို့လေမှားထားခဲ့တယ်အာစီအာစီကရထားထွက်မှတက်လိုက်ပေါ့နောက်ပြီးအခန်းတကားခောက်လိုက်ရင်သူဖွင့်ပေးလိုက်မယ်အဲ့ဒါအာစီကိုအစိုးဆုံးပြောမှုသူတို့ဆက်ချူနေတာဗျ ကဲတော်တဲ့ခါတည်းပါဒါကြောင့်မလို့မျိုးကအပြအားကိုးတာပေါ့ ဟောအာစီရှင်ရထားထွက်တက်ပြီးတော့တက်နေငါတက်ငါသွားမယ်နော် ဟုတ်ကဲ့အာစီ အခုမှစိတ်ရတယ်အကြီးသားဒီချောင်းကြီးပြီးသွားရင်တော့အကြီးကျယ်ငုံမှာပဲဒီလေဘာပဲဖြစ်ဖြစ်လေနောက်မှာပဲအကြီးကိုပြန်ပြီးချောရမှာပေါ့ငါချောလိုက်ရင်အကြီးကငါ့ကိုခွန်းလို့မှာပါအဲ့ဒီကြတော့မှအကြီးကလည်းငါ့ကိုမပြတ်နဲ့ကောင်မလေးကလည်းငါ့ကိုမပြတ်နဲ့စိတ်ကြချနေနေရမယ်ကောင်မလေးအငင်မရှောင်းဘူးငါတကားခောက်လိုက်ဦးဆက်ဝင်မယ်အကြီးနိဘယ်တော့ရင်လည်းမရောက်နေတာကျတော့နင်ဘယ်လိုလုပ်ပြီးဒီထားကိုရောက်နေတာလဲအဲ့ကောင်မင်းဘယ်လိုလဲကျတော့ငါ့ကို
这个没不人俺表达，我这个俺没拿我们家过年，啊？对呀，多大经历吧你妈耶？别那里毛，我没嘛这把路也经过那个小米了，毛没看你毛了耶？没看你们过，没看你们。毛奴要家里，叫我等下下午讲。好记住。我天涯过路，天涯塞，没让你当女友，好变进来，好变来，没骂人家跑家呀，有的更也进家里，听到吗？好哟。一路哈，妈妈为也不女女要家，三年牙子啊，够头忙喂。妈妈为要家，好。好嘅。那边妈妈为个？一些我嘛。哎，你怕你弄得来哇？ဘာရီလောက်တာလဲဆိုတာမင်းလေးစရာလူသေးလားမောင်မမဝေနဲ့ဘာရီချစ်ခဲ့တယ်မမဝေကိုဘလို့လှည့်ရတယ်ဆိုတာမမဝေအိမ်ကိုရောက်ပြီးမကြခင်မှာအရင်သိခဲ့ရတယ်ပိုပြီးကြီးတောင်းမိရတာတော့အကြီးကိုရုပ်ရှင်ကြည့်ဖို့ချင်းပြီးမောင်ကနေမကောင်းဘူးဆိုပြီးအကြီးကိုရုပ်ရှင်ရုံထဲမှာကိုတူးနဲ့ထားရတယ်မောင်ကအိမ်ကိုပြန်လာရတယ်ဒါပေမဲ့မယားငယ်ယူထားခြင်းနဲ့လူကြီးမယားငယ်ယူရတဲ့ဒုက္ခလေးတွေကိုသိရအောင်အကြီးကရေဆုံးရေပြမောင်းကိုတိတ်တက်နဲ့စစ်ချင်ပြီးပြင်လာပေးနေတာပဲဟောဒီမှာဒီနေ့အစီအစဉ်လေးလေအကြီးလောက်တာပဲမောင်ခုနကကိုထုံးမောင်ရဲ့ရင်ခွင်ထဲမှာအရှိကိုတွေ့ရတော့မောင်ဘယ်လိုနေလဲဟမ်你要是那么大笔钱呢？你要是那么大笔钱呢？အော်အကြီးကတော့မောင်ကိုမပတ်ချင်ပါဘူးမောင်လေးချစ်ခဲ့တဲ့ညမောင်ပြုတ်ခဲ့တဲ့ညလေးကိုတဘောထားကြီးကြီးနဲ့ခွေရပါတယ်နောက်ပြီးဟောဒီကညီမကိုလေတင်းနေတည်တည်ဖြစ်အောင်စီစီတင်းဖန်ပြီးပေးရမင်းမချစ်ကိုကြီးစားကြောင်းတဘောထားကြီးကြောင်းကိုအကြီးသက်ပြီးထူပါတယ်မောင်ရဲ့ကျွန်တော်ခွင့်တော့ပါကိုပါကြီးကျွန်တော်ခင်ဗျားရဲ့ဇာလန်းကိုအားလုံးသိရလို့ခင်ဗျားအတိတရားအမြင်မှန်ပြန်ရပါလေဆိုတဲ့တကယ်စေတနာနဲ့ကျွန်တော်ခုလိုလုပ်ရတာပါချစ်ခဲ့သမျှကိစ္စအဝါကိုလည်းခင်ဗျားကိုရောမာမာဝေကိုပါကျွန်တော်နဲ့မတ်ကြီးကခွင့်တော့ပါတယ်ညီမလေးကိုလည်းခွင့်လွှတ်ပါမမကြီးဆရာမမမကြီးဆိုတဲ့ဇနီးတစ်ယောက်ရှိမှညီမလေးမသိခဲ့တာအမှန်ပါဒါကြောင့်ရုပ်ရှင်မင်းသမီးဖြစ်ခြင်းစိုးနဲ့လူနဲ့အမှုပညာကိုမခွဲခြားနိုင်တော့ပဲအမှုပညာစီယူလူစီယူနှစ်ခုစလုံးညီမချူဖောက်မိမတက်ဖြစ်ခဲ့ရပါတယ်ခွင့်လွှတ်ပါတယ်ညီမလေးမမအားလုံးနားလေခွင့်လွှတ်ပါတယ်ကွယ်ဟုတ်ပါတယ်ကိုထမောင်ဟုတ်ပါတယ်ခင်ဗျားကျွန်တော်နဲ့မာမာဝေမြစ်တာမျှခင်မှမသိရနဲ့ခွင့်လွှတ်ပြီးတော့ကပေါင်းသိနိုင်တဲ့ယောက်ျားကောင်းတစ်ယောက်ပါတကယ်တော့သူ့ဘဝမှာမရငယ်ဖြစ်နေနေလူဆဲဆဲအချိန်မှာဝင်ပြီးတော့မာမာဝိတ်ကိုကဲတင်နိုင်ခဲ့တာကတော့ဖြင့်ကိုထွန်းမောင်နဲ့ဟောဒီကကျွန်တော်ရဲ့ဇနီးအကြီးပါပဲမောင်အခုလိုအမြင်မှန်ရတော့အကြီးစိတ်ပြင်မှလူမှန်းခံပြီးကြိုးစားရကြုံမြတ်တာပေါ့ဟုတ်တယ်ပေါ့ကဲညီမနဲ့ဟရိယာကိုထွန်းမောင်တို့ရဲ့ကြားရည်စမ်းခီးကိုမောင်နဲ့အကြီးကလည်းရောပြီးကြားရည်ဆန်းလိုက်ကြတာပေါ့နော်ဘယ်လောက်ချစ်ချစ်ရှင်နောက်မှာမုန်းရှိတယ်ရှင်နောက်မှာမုန်းရှိတယ်မုန်းနောက်မှာချစ်ရှိတယ်သမီးသားနဲ့သမီးသားဒီစကားသိချာရှိတာကွယ်လေဝတရားနဲ့ချီမြုံကွယ်မရဝတရားနဲ့ချီမြုံကွယ်လူဒီတာဗရဏဖြစ်တယ်လူဒီတာဗရဏဖြစ်တယ်ဒီနောက်ရေးရှင်ကိုအောက်ပြန်ရင်ကွယ်ရာရာတိုင်းကိုဆုံးရှုံးမယ်လောကမှာဩချရာရှုံချရာလည်းခံရမယ်ဒီဗန္နာလည်းခံရမယ်ကွယ်သောကင်းဝေနိုင်ဖို့ရဲ့အင်းတမယာသမေတ္တာပရဏရှာတုံဒီလန်းစစ်ပါကွယ်
ပြည်ဆုံး ချစ်ဖွယ်အဖြစ် လင်္ကာဒီပတ်စမင်းခဲ အရေးအဖြစ် ဘလူပြူညွန့်ညွန့်ရွှေ မမဝေအဖြစ် ဘလူပြူကြည်ကြည်သိမ့် ရှင်နာမျိုးစုအဖြစ် ရှင်းဖွေး ညွန့်ညွန့်အဖြစ် ရှင်းနေထိုက် ကလေးတရုပ်ဆောင်အကျိုးအဖြစ် လင်းမင်းစော်တို့နဲ့အတူ အောင်ဝဲသည့်အညုပညာအပေါင်းအသင်းများကပါဝင်ကူညီအားဖြည့်ထားကြပါတယ်ဒီကြောင့်သာဆိုမြတ်ကျော်သူရဲ့ကောင်းဝင်ခြင်းများကိုတေးတန်ရှင်ကျင်းဦးလေးရှင်မောင်တန်းအောင်အောင်ဦးဒီမျိုးပြူညွန့်ညွန့်ရွှေဒီမျိုးပြူကြည်ကြည်သိန်းတို့ကဒီဆိုထားကြပြီးဒီကြောင့်တရားရှင်စန်းတဲ့အဖွဲ့တို့ကဒီကြရတာပြည့်စွမ်းထားကြပါတယ်ဓာတ်ခွင့်တေးသချင်းမှာမခုတ်တတ်တဲ့အကြောင်းရုပ်ရှင်ကားမှာတေးတန်ရှင်ဒီမျိုးပြူစိုးသိန်းဒီဆိုထားခဲ့တဲ့ဒီကြလူလေးမောင်ကိုကိုရဲ့လက်ရာတေးတစ်ပုဒ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်